မင်္ဂလာပါကျွန်တော်ရဲ့ Knowledge and Pyramid YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော် personal case မအားတာလူတွေရှိလို့ကျွန်တော်ရဲ့ video တွေမတင်ပြတာတော်တော်ကြာသွားခဲ့ပါပြီအဲ့ဒီတော့လည်းဒီ video ကနေတော့တောင်းပန်ပါတယ်ဒီနေ့တော့ဒီ video လေးတစ်ပုဒ်နဲ့ပြန်လည်ပြီးတော့ sharing လုပ်ပေးကြပါတယ်ဒီနေ့ sharing လုပ်မဲ့ဒီ video လေးမှာပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ assets and inventory ဆိုတဲ့အကြောင်းအရာလေးကိုအချင်းချင်းပြောပြပေးသွားကြပါတယ် company တွေ INGOs တွေတက်လဲဒီ concept ကအရင်ရေးကြည့်ပြီး accounting and financial management warehousing management စတာတွေအတွက်အသုံးချရမယ့်အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့တော့အစင်းသင်းပြင်စားလိုက်အောင် okay assets ဆိုတာဘာလဲသူ့ရဲ့ definition ရဆိုတော့ assets ဆိုတာကတန်ဖိုးရှိပြီးအနာဂတ်မှာအကျိုးမြတ်အကျိုးခံစား권ပေးနိုင်မယ့်အရင်းမြစ်တစ်ခုကိုဆိုလိုတာပါသူ့ရဲ့ purpose အနေနဲ့ကဘာတွေဖြစ်မလဲဆိုတော့လုပ်ငန်း program အောင်မြင်ဖို့အသုံးပြုတဲ့အခြေခံအရင်းမြစ်လို့မှတ်ယူလို့ရပါတယ်ဥပမာအနေနဲ့ပြောရင်တော့သူကဘာတွေဖြစ်မလဲဆိုတော့ဒီ buildings ခေါ်တဲ့အဆောက်အဦတွေ barriers လို့ခေါ်တဲ့စက်ရင်ရန်နေရာတွေ cash equipment စတာတွေကိုခေါ်တာပါ assets အမျိုးအစားအဓိကနှစ်မျိုးခွဲခြားနိုင်ပါတယ် fixed assets လို့ခေါ်တဲ့ non current assets ရဲ့ current assets ဆိုပြီးတော့နှစ်မျိုးခွဲခြားနိုင်ပါတယ် fixed assets ဆိုတာကဘာတွေဖြစ်မလဲ fixed assets ကိုမြန်မာလိုဘာသာပြန်ရေရှည်အသုံးခံနိုင်သောပစ္စည်းအရင်အမြဲလို့သတ်မှတ်လို့ရပါတယ်သူ့ရဲ့ definition ကဘယ်လိုဖြစ်လာမလဲဆိုသတ်မှတ်ထားတဲ့ကာလပိုင်းခြားတစ်ခုထားပါတော့ဥပမာတစ်နှစ်ပေါ့နော်အဲ့ဒီတစ်နှစ်ထပ်ပို့ပြီးတော့ရေရှည်အသုံးခံပြီးရောင်းချရမဟုတ်တဲ့ပစ္စည်းလို့သူကခေါ်တယ်ရောင်းချရမဟုတ်တဲ့ပစ္စည်းလို့ဆိုတာမှာ company အဖွဲ့အစည်းတွေရဲ့ procedure တွေနဲ့သက်ဆိုင်ပါလိမ့်မယ်သတ်မှတ်ထားတဲ့ကာလပိုင်းခြားတစ်ခုဒါမှမဟုတ်သုံးဆွဲရမတင်တော့တဲ့အခါမှာလေလံနေရောင်းချတာမျိုးလည်းပြုလုပ်ကြရရှိပါတယ်သူ့ရဲ့ purpose ကဘာတွေဖြစ်မလဲဆိုတော့ organization တွေ company တွေရဲ့စွမ်းဆောင်ရည်တိုးတက်ဖို့အသုံးပြုတဲ့အရာကိုခေါ်တာပါသူကဥပမာအနေနဲ့ဘာပြောမလဲဆိုတော့ဆောင်းနာပြောသလိုပဲ buildings လို့ခေါ်တဲ့အဆောက်အဦတွေ barriers လို့ခေါ်တဲ့စက်ရင်ရန်နေရာတွေ machinery computers တွေ office furniture တွေခေါ်တာပါ office furniture လို့ခေါ်တဲ့နေရာမှာ high value ဒါမှမဟုတ် long term လို့ခေါ်တဲ့အရာတွေကိုခေါ်တာပါသူ accounting treatment လို့ခေါ်တဲ့စရင်အင်းအတွက်ဘယ်လိုသတ်မှတ်မှတ်တမ်းတင်လဲဆိုတော့သူက depreciation လို့ခေါ်တဲ့တန်ဖိုး short ချခြင်းတွက်ချက်ခြင်းနဲ့သတ်မှတ်ပါတယ်အဲ့ဒီနေရာမှာတခုရှိတယ်က land လို့ခေါ်တဲ့မြေယာတွေတော့မပါပါဘူးနောက်တစ်မျိုးက current assets ပေါ့နော် current assets ဆိုတာကာလတူရေတူအသုံးပြုရင်ပစ္စည်းအရင်းမြစ်ကိုခေါ်တာပါသူ့ရဲ့ purpose ကဘာဖြစ်လဲဆိုတော့ cash flow လျင်မြန်မှုအတွက်ဒါမှမဟုတ် program အဆင်ပြေဖို့အတွက်အသုံးပြုတာပါသူ့ဥပမာနဲ့ဘာနဲ့ပြရမလဲဆို cash တွေ bank balance တွေ receivable တွေ repair expense တွေ inventory တွေစတာခေါ်တာပါသူကတော့ accounting treatment လို့ခေါ်တဲ့စီးရင်အတွက်ဘယ်လိုမှတ်တမ်းတင်မလဲဆိုရင်တစ်နှစ်အတွင်းမှာ liquidate တွေ expense တွေဖြစ်သွားနိုင်တာကိုနဲ့တိုက်တာပါတယ်နောက်တစ်မျိုးဒီ fixed assets လို့ပြီးသွားတဲ့အချိန်မှာ assets လို့ပြီးသွားတဲ့အချိန်မှာနောက်တစ်မျိုးက inventory ပေါ့နော် inventory ကတိုးလောင်ပစ္စည်းကိုခေါ်တာပါ သူ့ရဲ့ definition ကဘာလဲဆိုတော့ inventory ဆိုတာက current asset အမျိုးအစားတစ်ခုဖြစ်တာပါ company အတွက်မှာဆိုတော့ရောင်းချရန်တိုးလောင်ထားတဲ့ပစ္စည်းဥပမာ raw materials work in progress ပြီးရင် finished goods လို့ခေါ်တဲ့ဟာမျိုးခေါ်တာပါ NGO တွေ INGO တွေအတွက်ဆိုတော့ရောင်းဖို့မဟုတ်ပဲ program အတွက်ဖြန့်ဝေတဲ့တိုးလောင်တဲ့ပစ္စည်းဥပမာနဲ့ပြောရင်တော့ medicine တွေ relief items တွေ food supplies တွေကိုခေါ်တာပါသူ့ရဲ့ purpose ကဘာတွေဖြစ်လဲဆိုတော့ company နဲ့ဆိုတော့ revenue ရအောင်လုပ်တာမျိုးတွေ INGO တွေအနေနဲ့ဆိုတော့ beneficiaries တွေကိုအကျိုးရှိအောင်လုပ်တာမျိုးတွေပါသူတို့မှလည်း accounting treatments လို့ခေါ်တဲ့စည်ရင်းအတွက်ဘယ်လိုသတ်မှတ်တမ်းတင်လဲဆိုရင် company မှာဆိုရင်တော့ COGS လို့ခေါ်တဲ့ cost of goods sold ဆိုတာနဲ့တိုက်တာပါတယ် NGO တွေမှာတော့ program expense တွေ distribution expense နဲ့တိုက်တာပါတယ် okay အဲ့တော့သူတို့ရဲ့ key difference တွေကဘာတွေဖြစ်မလဲဆိုတော့ဒီမှာဖော်ပြထားတဲ့ table အတိုင်းပါပဲ fixed assets ဆိုရင်ဘယ်လိုမျိုးတိုက်တာလဲဘယ်လိုမျိုးတွေရှိတယ် current assets ဆိုရင်ဘယ်လိုတိုက်တာလဲဘယ်လိုမျိုးရှိတယ် inventory ဆိုရင်ဘယ်လိုမျိုးရှိရဘယ်လိုရှိရဆိုတာပြထားလို့ပါပဲအဲ့တော့ fixed assets and inventory ဆိုတာကဒါမျိုးတွေရှိပါတယ်ဆိုတာကိုကျွန်တော်ကဒီမှာဒီ video မှာ sharing လုပ်ပေးခဲ့ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မျှဝေခဲ့တဲ့အကြောင်းအရာကပြန်လည်ပြီးအနှစ်ချုပ်ပြောရမယ်ဆိုရင် assets ဆိုတာအဖွဲ့အစည်းရဲ့တန်ဖိုးရှိအရင်းမြစ်ကိုခေါ်တာပါ asset မှာ fixed asset နဲ့ current asset ဆိုပြီးရှိပါတယ် fixed asset ဆိုတာကရေရှည်အသုံးပြုနိုင်တာ current asset ကတိုတောင်းတဲ့ကာလတွေမှာအသုံးပြုတာဒါမျိုးခွဲခြားမှတ်ထားလို့ရပါတယ်အကြမ်းမြင့်အနေနဲ့ inventory မှာတော့ current asset အမျိုးအစားတစ်ခုဖြစ်တဲ့ company မှာဆိုရင်တော့
revenue များစေဖို့အသုံးပြုမယ် INGO တွေမှာတော့ beneficiaries ကိုပြန်ဖြန့်ဝေမဲ့ပစ္စည်းမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့အတွက်မျှဝေပေးခြင်းတဲ့အကြောင်းအရာတွေကဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုသိပညာတွေတိုးပွားစေဖို့အတွက်ဆက်လက်မျှဝေပေးသွားမှာမို့ထုံးစံအတိုင်းဗီဒီယိုလေးကို like ပေးခဲ့ကြပါဦး channel လေးကိုလည်း subscribe လုပ်ရလေရင် subscribe လုပ်ပေးခဲ့ပါဦးတကယ်ချင်းမိတ်ဆွေတွေကိုလည်းကျွန်တော်ရဲ့ channel လေးကို sharing လုပ်ပေးပါအောင်လို့တောင်းဆိုပါရစေကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်မံဆုံတွေ့ကြပါဦးမယ်